ဒါဟာအဝတ်ထည်မဟုတ်တယ်လို့နန်ရန်ကက်စကူလည်းမဟုတ်ပါဘူးဒါဟာတစ်သားအစ်စ်ပါဒီစက်ရုံထဲမှာတော့ကြီးမားတဲ့တစ်လုံးတွေကိုလဲပတ်နေတဲ့စက်ကြီးတစ်ခုပေါ်မှာတင်ထားပြီးဗီနီယာလို့ခေါ်တဲ့အလွန်ပါလွှာတဲ့တစ်သားပြားလေးတွေဖြစ်အောင်ခွာထုတ်ယူပါတယ်တစ်တုံးကအဆက်မပြတ်လဲပတ်နေချိန်မှာအလွန်ထက်မြက်တဲ့ဓာတ်သွားကအလွှာပါလေးတွေကိုတလွှာချင်းလှိဖြတ်ပေးပါတယ်တစ်လုံးကြီးတစ်လုံးတည်းကပဲဗီနီယာမီတာရာပေါင်းများစွာထုတ်လုပ်နိုင်ပါတယ်ဒီလိုပါလွှာတဲ့တစ်သားလွှာတွေကိုနောက်ပိုင်းမှာအစင်းမြင့်ပြိဘောဂါတွေနန်ရန်ကပ်ပြားတွေနဲ့ဇိမ်ခံအတွင်းပိုင်းအလှဆင်လုပ်ငန်းတွေမှာအသုံးပြုကြပါတယ်ဥပမာအဖြစ်ဗီနီယာတကားတစ်ချက်ထုတ်လုပ်တဲ့အခါမှာအလုပ်သမားတွေကအရင်ဆုံးတကားမျက်နှာပြင်ပေါ်မှာအဖြူရောင်ကော်တွေကိုညီးညအောင်တုပ်နေပါတယ်အဲ့ဒီနောက်မှာတော့ပါလွှာတဲ့ဗီနီယာတစ်သားလွှာလေးတွေကိုအပေါ်ကနေတေးချတင်ပြီးညီးယာတကြားဖြစ်အောင်ဖိကပ်ပေးပါတယ်ဆက်လက်ပြီးတော့အလုပ်သမားတွေကအောက်ကကော်တွေကိုအပူကြောင့်ကောင်းကောင်းတက်ပြုတ်ကတ်သွားစီဖို့နဲ့နှောင်ကြိုးခိုင်မြဲဖို့အတွက်မီးဝင်နဲ့အပူပေးပြီးတိုက်ပေးပါတယ်ဗီနီယာကတ်တဲ့အဆင့်ပြီးသွားတဲ့အခါမှာတော့တစ်သားရဲ့တဘာဝအစင်းကြောင်းလေးတွေပုံမပေါ်လွင်လာဖို့နဲ့ကာကွယ်ပေးဖို့အတွက်တကားကိုအကြောင်းတိတ်စီနဲ့ဖျန်းပေးလိုက်ပါတယ်ဗျာဒီလိုမျိုးနည်းပညာတွေကိုကြည့်ဖို့ရ follow လုပ်ပေးခဲ့အောင်နော်